ဒီကလေးလေးကိုတော့လောလောဆယ်ဩစတြေးလျနိုင်ငံမှာစူပါဟီးရိုလို့သတ်မှတ်ခြင်းခံထားရတယ်။ဘာလို့လဲဆိုတော့မိသားစုရဲ့အသက်ကိုကယ်ဖို့အတွက်၄နာရီကြာပင်လယ်ပြင်မှာကူခတ်ခဲ့ရလို့ဒီသူ့ရဲ့နာမည်က Austin Amberby လို့ခေါ်ပြီးတော့သူတို့မိသားစုကဩစတြေးလျနိုင်ငံရဲ့အနောက်ဘက်ကမ်းခြေမှာအပန်းဖြေခီးထွက်ခဲ့တယ်။သူတို့လေစီးတဲ့အချိန်မှာလိုင်းနေထန်လာပြီးတော့ဒီသူတို့လေယာကမ်းနဲ့တဖြည်းဖြည်းနဲ့ဝေးကွာနေရာကိုရောက်လာခဲ့တယ်။အစပိုင်းမှာဒီကမ်းခြေဘက်ကိုပြန်ပြီးတော့လော်ခတ်ပေးခဲ့ပြီးမဲ့လိုင်းကရမ်းထန်တဲ့အတွက်ကြောင့်မလို့ကမ်းဘက်ကိုမရောက်ဘဲနဲ့ပင်လယ်နက်ပိုင်းကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာသူ့မိကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချတော့မှသူကိုယ်တိုင်ကမ်းပေါ်ကိုသွားပြီးတော့အကူအညီတောင်းဖို့ဆိုလဲဒီပင်လယ်ပြင်ထဲမှာသူ့ရဲ့ကလေး၃ယောက်ကိုမထားခဲ့နိုင်ဘူးအဲ့ဒီအချိန်မှာသူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ Austin Amberby လေးကိုကမ်းဘက်ကိုကူးပြီးတော့အကူအညီတောင်းဖို့ခိုင်းခဲ့တယ်အဲ့ဒီ Austin Amberby လေးကလည်းပဲဒီမကြီးမညူနဲ့ဒီအသက်ကယ်အင်ဂျင်ဝစ်ပြီးတော့ကမ်းဆက်ဘက်ကိုသွားပြီးတော့အကူအညီတောင်းခဲ့တယ်သူက2နာရီကူးပြီးတော့ဒီအသက်ကယ်အင်ဂျင်ကြောင့်မလို့ခရီးကရမ်းနှောင်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့သူအသက်ကယ်အင်ဂျင်ကိုချွတ်ပြီးတော့နောက်ထပ်2နာရီကြာဒီအသက်ကယ်အင်ဂျင်မှာပါပဲနဲ့ကူးခတ်တဲ့အခါမှာကမ်းပေါ်ရောက်ခဲ့တယ်ကမ်းပေါ်ရောက်တော့လေအကူအညီကတမ်းမတွေ့ဘူးနောက်ထပ်2ကီလိုမီတာလောက်ပြေးရတယ်ဆိုတော့သူကတမိုင်ကျော်လောက်ပြေးပြီးမှပဲအကူအညီကိုတွေ့ခဲ့တာနောက်ဆုံးမှာတော့ဒီကေသရေးအဖွဲ့ကိုတွေ့ပြီးတော့သူ့မိသားစုကိုဒီကန်းဆက်နဲ့14ကီလိုမီတာလောက်ဝေးတဲ့နေရာမှာတွေ့ပြီးတော့ကယ်တင်နိုင်ခဲ့တယ်ဒီဖြစ်ရပ်ကိုဩစတြေးလျနိုင်ငံသားတွေကရန်ကိုချီကျူးပြီးတော့သူ့ရဲ့ကောင်းအဖြစ်စူပါဟီးရိုးဖြစ်တာသတ်မှတ်ကြတယ်သူကတော့သူလုပ်ရမယ့်အလုပ်သူကအကြီးဆုံးဖြစ်တယ်သူ့ရဲ့တာဝန်ကိုသူလုပ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးမချီကျူးဖို့သူကတောင်းဆိုထားတယ်